ကျွန်တော်တို့ပိုင်းဟင်းအော်ရီယိုနေပြီးတော့ဒက္ခိဏသီရိမြို့ထဲမှာအလူပွဲကြီးမှာကျွန်တော်တို့အတန်ပိုင်းမန်းတဲ့ပိုင်းဒါဝင်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်လိုက်လွင်ပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာစံတော်ချိန်၄နာရီမှာပေါ့ကျွန်တော်တို့ရှင်ပြိုနာသာအလူအဝေးနေ့မှာပေါ့ကျွန်တော်တို့အဝေးနေ့ညနေခင်းမှာဒါရိုက်ထုတ်လွင်ပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့နေပြီးတော့ဒက္ခိဏသီရိမြို့ကျွန်တော်တို့ဒက္ခိဏသီရိညာဈေးတန်းအရှိတ်ဘက်ညာဈေးတန်းရဲ့နောက်ဘက်ထင်ပါပေါ့ခင်ဗျာကျွန်တော်တို့အလူပွဲကျွန်တော်တို့တာဝန်ယူဆောင်ရွက်ပေးနေရဖြစ်ပါတယ်အလူကတော့ကျွန်တော်တို့စောစောလေးကအလူဝတ်ဆန်နဲ့သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာတော့ကျွန်တော်တို့စမိုင်းဆိုင်ရာတွေကြံနေခဲ့ပါတယ်ဗျမင်္ဂလာရှိတဲ့